အားလုံးပဲမင်္ဂလာပါရှင် KK Real Estate က K ခိုင်ပဲဖြစ်ပါတယ်ရှင်အိမ်ချမ်းမြေဝယ်ယူခြင်းမဲ့လက်ထဲမှာငွေအပြည့်မရှိသေးလို့စဉ်းစားရခက်နေတာလားဒါမှမဟုတ်ရင်လက်ထဲမှာတော့ငွေအပြည့်ရှိပါရဲ့တခြားစီးပွားရေးလုပ်ငန်းအတွက်ငွေချမ်းချင်တာမျိုးရောရှိနေရလားအခု2026ရဲ့အိမ်ချမ်းမြေဈေးကွက်ထဲမှာမီနီကွန်ဒိုတွေပဲဖြစ်ဖြစ်ကွန်ဒိုကြီးတွေပဲဖြစ်ဖြစ်လုံးညင်းတွေကိုပဲဖြစ်ဖြစ်အရေးကြစနစ်နဲ့ဝယ်ယူဖို့အတွက်ကိုစုံစမ်းတဲ့သူတွေအရန်ကိုများလာပါတယ်ဒီထဲမှာလူပြောအများဆုံးဖြစ်တဲ့ဘဏ်ချိတ်စနစ်နဲ့ဝယ်ယူတဲ့အကြောင်းကိုခင်ဗျာဒီနေ့ရှင်းပြပေးချင်ပါတယ်ရှင်ပထမဆုံးဘဏ်ချိတ်ဆိုတာဘာလဲခင်တို့အလွယ်ဆုံးပြောရမယ်ဆိုရင်တော့ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့အင်ရှင်တွေကနေပြီးတော့ဘဏ်နဲ့ချိတ်ဆက်ပြီးတော့အရေးကြစနစ်နဲ့ရောင်းချပေးသွားတဲ့အင်အားချင်းငွေစနစ်တစ်ခုပဲဖြစ်ပါတယ်သူ့အလုပ်လုပ်တဲ့ပုံကတော့ပထမဆုံး30%ဒေါင်းပေးမှန်ကိုဝယ်တဲ့သူဘက်ကပေးဆောင်ရမှာဖြစ်ပြီးတော့ကျန်တဲ့80%ကိုတော့ဘဏ်ကနေပြီးတော့စိုက်ထုတ်ပေးသွားတာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဘဏ်နဲ့သတ်မှတ်သဘောတူညီထားတဲ့အတိုးနှုန်းအတိုင်းကိုလစဉ်အရေးကြပေးတင်သွားမှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ဘာကြောင့်ဘဏ်ချိတ်နဲ့ဝယ်ကြရလဲဝယ်သူဘက်ကလည်းတခါတည်းငွေအလုံးရင်းအပြည့်အဝပေးစရာမလိုပဲမိမိပိုင်ဆိုင်လိုတဲ့အိမ်ကိုရမှာဖြစ်တယ်လို့ငွေအပြည့်အဝရှိရင်တောင်မှပဲအခြား investment တစ်ခုအတွက်ငွေချန်ထားလို့ရတဲ့အကြောင်းပဲဖြစ်ပါတယ်ရောင်းသူတွေဘက်ကကြတော့လေဘဏ်ဘက်ကငွေအပြည့်တခါတည်းခြေပေးထားတာဖြစ်တဲ့အခါကျတော့အယောင်းဝယ်မြန်မြန်ဆန်ဆန်နဲ့ပြီးမြောက်တာကြောင့်ပဲဖြစ်ပါတယ်ဒါပေမဲ့ဘဏ်ချိတ်နဲ့မဝယ်ခင်သတိပြုရမယ့်အချက်2ချက်ရှိပါတယ်ရှင်ပထမတစ်ချက်ကတော့စာရွက်စာတမ်းပါရှင်ဘဏ်တွေကအင်အားချင်းငွေထုတ်ချီးတဲ့အခါမှာဝယ်ယူသူအနေနဲ့လစဉ်ဝင်ငွေအထောက်အထားစီးပွားရေးလုပ်ကိုင်နေရဆိုလဲစီးပွားရေးလုပ်ကိုင်ကြောင်းအထောက်အထားတွေကိုတောင်းလို့ရှိပါတယ်ရှင်ရောင်းချသူတွေဘက်ကလည်းဘဏ်လုံး process အောင်မြင်ဖို့အတွက်ဒီ access ရဲ့မှန်ကန်တဲ့စာရွက်စာတမ်းအထောက်အထားတွေကိုတိကျသေချာစွာတင်ပြဖို့လိုအပ်ပါတယ်ရှင်ဒုတိယအချက်ကတော့အတိုးနှုန်းပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာဘဏ်ချင်းငွေအတိုးနှုန်းကတစ်နှစ်ကို73%ဝန်းကျင်ဖြစ်တဲ့အကြောင်းမလို့ရေရှည်မှာအတိုးရောအရင်းမှာလစဉ်ပေါင်းပြီးတော့ပေးသွင်းကြရမှာပဲဖြစ်ပါတယ်ရှင်ဒါပေမဲ့တခြားတစ်ဖက်ကကြည့်မယ်ဆိုရင်လည်းလစဉ်အိမ်ငှားကပေးစရာမလိုပဲနဲ့ဒီငွေပမာဏနဲ့ပဲကိုယ့်အတွက်ကိုယ်ပိုင်အိမ်တစ်လုံးကိုလစဉ်ပေးသွင်းရုံနဲ့ပိုင်ဆိုင်မှုတိုးပွားလာမှာဖြစ်လို့ရေရှည် plan နဲ့ကြည့်ရင်လည်းအရန်ကိုအကျိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲဖြစ်ပါတယ်ရှင်။ခိုင်းအနေနဲ့ကတော့တစ်ခုထည့်သွင်းစဉ်းစားစေချင်တာကတော့ကန်တို့က down payment 30% ဆိုပေမဲ့ဝယ်ယူသူကမိမိအမည်ပေါက်ကိုပြောင်းလဲနေစဉ်ကာလအတွင်းမှာဘဏ်ဘက်ကနေ 10% ကိုဟိုးထားလေးရှိရကြောင်းမလို့ခိုင်းအနေနဲ့ down payment 30% down payment plus extra 10% ကိုထည့်သွင်းစဉ်းစားထားဖို့အကြံပေးပြစေရှင်။ဘဏ်အနေနဲ့တိုက်ခန်းဆိုရင်15နှစ်ကွန်ဒိုကြီးတွေနဲ့ကန်တို့လုံးချင်းအိမ်တွေဆိုရင်9နှစ်ကနေ25နှစ်အထိတက်တန်းထားပြီးတော့ထုတ်ချပေးနေရပဲဖြစ်ပါတယ်။ကမ္ဘောဇဘဏ် A ဘဏ်နဲ့ UAB ဘဏ်အစရှိတဲ့ပုဂ္ဂလိကဘဏ်တွေကနေမှအဓိကထုတ်ချပေးနေရပဲဖြစ်ပါတယ်ရှင်။အနည်းချုပ်ပြောရမယ်ဆိုရင်တော့ဘဏ်ချိတ်နဲ့ဝယ်ယူတာဟာကောင်းမွန်တဲ့ရွေးချယ်စရာပို့တိုးလာတာမှန်ပေမဲ့ကိုယ့်ရဲ့လစဉ်ဝင်ငွေအထောက်အထားစာရွက်စာတမ်းအထောက်အထားတွေကိုတေချာစွာတွက်ချက်စဉ်းစားပြီးတော့မှပဲတေချာဆုံးဖြတ်ပြီးဝယ်ယူဖို့အတွက်ခံရတော့အကြံပေးလိုပါတယ်ရှင်အကယ်၍လူကြီးမင်းတို့ကရန်ကုန်မှာတင်းတင်းနဲ့ဈေးနှုန်းနဲ့အိမ်ချက်မြေကိုဘဏ်ချိတ်အရေးကြနဲ့ဝယ်ယူဖို့စဉ်းစားနေတယ်ဆိုရင်တော့ကန်တို့ KK Real Estate ကနေလူကြီးမင်းတို့ရဲ့ဝင်ငွေနဲ့တင့်တော်ပြီးတော့တကယ်ဟိုမှဘဏ်ချိတ်အောင်မြင်နိုင်မဲ့အိမ်ချက်မြေတွေကိုတေချာစွာရွေးချယ်ဝယ်ယူပေးနေတာမလို့ကန်တို့ရဲ့ KK Real Estate ကိုသာဆက်သွယ်လိုက်ပါရှင်